နာရင်ကိုတွားရောက်ရကနေအင်္ဂပြန်မှာကိုယ့်ရဲ့ချစ်သူကောင်မလေးရုတ်တရက်ထူးခြားပြီးအပြောအဆိုအနေထိုင်တွေပြောင်းလဲသွားတာကိုတင်မြင်ဖူးပါသလားနာရင်ကပ်ပြီးအိမ်ပြန်လာတဲ့ချစ်သူကောင်မလေးရဲ့မမျော်လင့်ထားတဲ့ပြောင်းလဲမှုတွေကဘလို့အဆုံးသက်ခဲ့လဲဆိုတာဒီဇက်လန်ကပြောပြပါလိမ့်မယ်တရက်မှာတော့အမျိုးသားတဦးဟာသူ့ချစ်သူကောင်မလေးအိမ်မှာပဲနေထိုင်အလုပ်လုပ်နေခဲ့ပါတယ်ကောင်မလေးဟာပုံမှန်အားဖြင့်ညနေ9 နာရီမှအလုပ်ကပြန်ရောက်တတ်ပေမယ့်အဲ့ဒီနေ့ကတော့စောစောစီးစီးပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့ချစ်သူကောင်မလေးရဲ့မျက်နှာကပုံမှန်မဟုတ်ပဲဖြူဖရော့နေတဲ့အပြင်ဝิญဉ်တွေလွင့်ပြန်နေတယ်လို့မျိုးလေဟန်နဲ့တော့ဖြစ်နေခဲ့ပါတယ်။အမျိုးသားကကောင်မလေးကိုဘာဖြစ်လို့လဲဆိုပြီးမေးခဲ့ပေမဲ့ကောင်မလေးကအရေးမိယုံလေးပါလို့ပြန်ဖြေခဲ့ပါတယ်။ထူးခြားစွာပဲညနေစာထုတ်ဝဲချိန်မှာကောင်မလေးကတလန်းလုံးစကားတခွဲမှမပြောဘဲတိတ်ဆိတ်နေခဲ့ပါတယ်။ဒါအပြင်သူ့ချစ်သူကောင်မလေးဟာအခြားမင်းကလေးတွေနဲ့စကားပြောတာမျိုးရှိမရှိကိုမေးမြန်းလာခဲ့ပါတယ်။တညမှာတော့အမျိုးသားဟာအိယာကနိုးလာခဲ့ပြီးကောင်မလေးပေးမှမရှိတာကိုတွေ့ခဲ့ရပါတယ်။အေကန်ဘက်ကိုထက်ကြည့်တော့ကောင်မလေးဟာသူ့ကိုကြောပေးပြီးထိုင်နေကဘာဒီပြောနေမှန်းမသိပဲပုံမှန်မဟုတ်တဲ့အတန်တွေနဲ့ပြောနေခဲ့ပါတယ်။ဒီမြင်ကွင်းကသူ့ကိုအတော်လေးထိတ်လန့်စေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ကောင်မလေးဟာအိမ်အောက်ထပ်ကိုဆင်းသွားခဲ့ပါတယ်။သူမဟာနာမည်ကြီးစုံစမ်းရေးကုမ္ပဏီနာမည်ရေးထားတဲ့မှန်ရှိမှရပ်နေခဲ့ပြီးရုတ်တရက်နိုင်ရန်ကိုခေါင်းထဲဆောင်းခဲ့ပါတယ်။အမျိုးသားနဲ့ကောင်မလေးရဲ့မိခင်လူဟာသူမကိုအသေးအတန်တဆီးခဲ့ကြပါတယ်။သူတို့တငယ်ချင်းတဦးကဒါဟာတရေပူးတာဖြစ်နိုင်တယ်လို့ပြောခဲ့ပြီးဖះเจ้าတစ်ခုကိုခေါ်သွားဖို့အကြံပေးခဲ့ပါတယ်။ဖះเจ้าကိုရောက်တဲ့အခါမှာတော့ကောင်မလေးဟာဒူးထောက်ပြီးနတ်ဖះတွေကိုအတင်းအကျပ်ဦးခေါင်းနဲ့စောင့်ကြည့်ရှိခိုးခဲ့ပါတယ်။ဒီလိုဖြစ်နေတာဟာကောင်မလေးကိုတရေကဆွဲကပ်နေပြီဆိုတာကိုပိုပြီးထင်ရှားစေခဲ့ပါတယ်။ဆရာတော်ကကောင်မလေးကိုတီးဆုံးသွားတာမကြသေးပဲမိန်းကလေးတူဦးရဲ့ဝိညာဉ်ကကက်ညီနေတာချက်ပြီးအဲ့ဒီဝိညာဉ်ကသူ့အမေရဲ့မွေးနေ့မှာတီးဆုံးခဲ့တာလို့ပြောပြခဲ့ပါတယ်။ဒါကြောင့်ဒီဝိညာဉ်ဟာနေထိုင်ရာကဘာကိုမစွန့်ခွာနိုင်သေးပဲရှိနေခြင်းဖြစ်ပါတယ်။ဆရာတော်ကအဲ့ဒီဝိညာဉ်ကိုယာယီထိန်းချုပ်နိုင်ခဲ့ပြီးနောက်ထပ်ဖះเจ้าတွေမှာစက္ကုတဟိုဖြိုးခဲ့ပါတယ်။ဆရာတော်ဟာအင်းအိုင်တွေကိုရေနဲ့ရောပြီးကောင်မလေးရဲ့ကြောဖင်ပေါ်ကိုဖျန်းပတ်ပြီးခဲ့ပါတယ်။ရေတွေထိလိုက်တာနဲ့ကောင်မလေးဟာနာကျင်စွာအော်ဟစ်ပြီးရုန်းကန်နေခဲ့ပါတယ်။အမျိုးသားရဲ့ချစ်သူကောင်မလေးဟာအရင်လိုမဟုတ်တော့ပဲစိတ်အပြောင်းအလဲမြန်တဲ့သူဖြစ်လာခဲ့ပါတယ်။အင်္ဂါမိခင်ကအမျိုးသားကိုအပစ်တင်ပြီးကောင်မလေးနဲ့ဝေးဝေးနေဖို့ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့ကောင်မလေးကိုယ်တိုင်ကလည်းအမျိုးသားကိုအပစ်တင်ကလမ်းခွဲခဲ့ကြပါတယ်။ဒီဇက်လန်ကနေတင်ယူနိုင်တဲ့အပူတန်တင်ခန်းစားတစ်ခုကတော့ဘဝမှာတခါတရံကိုယ့်အပြစ်မဟုတ်ပဲအခြားသူတွေရဲ့အဖြစ်ကိုကိုကခံရတာမျိုးတွေကြုံလာနိုင်နေဆိုတာပါပဲ။ကိုဘယ်တော့မှအပြစ်မတင်ပဲပျော်ရွှင်အောင်နေထိုင်ဖို့အရေးကြီးပါပဲ။ဘာလို့လဲဆိုတော့ကိုပျော်ရွှင်ဖို့ဆိုတာတကယ်အရေးပါတဲ့အရာတစ်ခုဖြစ်လို့ပါပဲ။